ဒီနေ့ပေါ့နော်ကျွန်တော်အိမ်အလုပ်သမားတွေရောအပြင်အလုပ်ပေါ့နော်အခန်းရှင်းသမားတွေတန်ရှင်းသမားတွေတုံးလို့ရမယ်မီနင်းလေးတွေကိုကျွန်တော်ပြောပြမယ်နော်အဲ့ဒါတွေကဘာလဲဆိုတော့ပေါ့နော်ဥပမာကတင်တွေစောင်းတွေမှု့ရာတွေပေါ့နော်တပတ်တွေဒါတွေကိုဘယ်လိုခေါ်လဲရေမှုှွေးတွေနာတိုင်ကတ်နာကြီးတွေတီဗီတွေရမှုတွေပေါ့နော်အခန်းထဲမှာရှိတတ်တဲ့ပစ္စည်းအခေါ်အဝေါ်လေးတွေကိုကျွန်တော်ပြောပြမယ်နော်အဲ့ဒါအိမ်အလုပ်သမားတွေရောအပြင်အလုပ်သမားတွေရောလိုတယ်နော်ဥပမာဆိုကြပါစို့ကတင်ကိုဘယ်လိုခေါ်လဲကတင်ကိုဆိုလို့ရှိရင်ခြောင်လို့ခေါ်တယ်နော်ပြီးလို့ရှိရင်မှု့ရာကိုဘယ်လိုခေါ်လဲမှု့ရာကိုကြတော့ခြောင်ရုပ်နော်ရုပ်ဆိုတာတော့အသားဆိုတဲ့အဓိပ္ပာယ်ကိုတော့တုံးထားတာနော်ခြောင်ရုပ်နော်အသားဆိုတဲ့အဓိပ္ပာယ်ပြီးလို့ရှိရင်စောင်းဘယ်လိုခေါ်လဲစောင်းဆိုလို့ရှိရင်ဖေလို့ခေါ်တယ်ပြီးလို့ရှိရင်ခေါင်းအုံးကိုဘယ်လိုခေါ်လဲခေါင်းအုံးကိုဂျမ်ထောင်လို့ခေါ်တယ်နော်ခေါင်းအုံးကိုကြတော့ပြီးလို့ရှိရင်တပတ်ကိုဘယ်လိုခေါ်လဲမိုကန်ပြီးလို့ရှိရင်ဘာသာရှိမလဲဥပမာမှု့ရအခင်းပေါ့နော်မှု့ရအခင်းကိုကြတော့ခြောင်တန်းလို့ခေါ်တယ်ပြီးလို့ရှိရင်ဒီကတင်နားမှာရှိတတ်တဲ့ပစ္စည်းလေးတွေပေါ့နော်အဲ့ဒါတွေကိုကြတော့ဘယ်လိုခေါ်လဲဆိုတော့ဥပမာရေမွှေးဆိုလို့ရှိရင်ဟုံးဆွေလို့ခေါ်တယ်နော်ဒါကရေမွှေးခေါ်တာဖြစ်တယ်ပြီးလို့ရှိရင်ဘာရှိမလဲတချို့ဆိုလို့ရှိရင်နော်ဒီအခန်းကလေရေချိုးခန်းအိမ်သားနဲ့တွဲရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာရေချိုးခန်းအတွက်လည်းထည့်ပေးထားနော်မီနင်းလေးတွေဥပမာမှန်တကားဆိုလို့ရှိရင်ပေါ်လေးမုံလို့ခေါ်တယ်နော်အကဲတသားတကားဆိုလို့ရှိရင်မုတ်မွန်နော်အဲ့လိုခေါ်မယ်နော်ပြီးလို့ရှိရင်တော့ဆိုလို့ရှိရင်စောစီလို့ခေါ်တယ်နော်တကားကြီးပဲတီးတန့်ကိုကြတော့မုံလို့ခေါ်တယ်နော်အကဲတော့ပိတ်လိုက်တာဆိုရင်စောမွန်နော်တော့ခတ်လိုက်တယ်ဆိုတော့အထိပ္ပယ်နော်ဖွင့်တာပိတ်တာကြတော့ဒါလူတိုင်းသိတယ်ဟိုင်းမွန်ဖွင့်တယ်ပိတ်တာဆိုရင်စမ်းမွန်ဖွင့်တယ်နော်ရေချိုးအခန်းကိုကြတော့ဘယ်လိုပြောလဲဆိုတော့冲凉房နော်ဒါကရေချိုးခန်းဆိုတဲ့အတိတ်ပဲကိုပြောတာပြီးလို့ရှိရင်ဒီအခန်းထဲမှာဘာတွေရှိတတ်လဲဆိုတော့ပေါ့နော်TV တို့เนาะပြီးလို့ရှိရင် remote တို့เนาะပြီးလို့ရှိရင်အပူပေးစတို့နံရံတို့เนาะခြေတုပ်ဖုံတို့ဒါတွေကိုဘယ်လိုပြောမလဲဆိုတာကထပ်ပြောပြပေးမယ် TV ဆိုလို့ရှိရင်တင်စီဒါ TV ကိုခေါ်တာအကယ်၍ဘောเนาะ TV remote ဆိုလို့ရှိရင်ရွေဟုံလို့ TV remote ခေါ်တယ်ပြီးလို့ရှိရင်တိုင်ကတ်နိုင်ဥပမာဒီအနောက်ကဟာမျိုးပေါ့เนาะဒါတိုင်ကတ်နိုင်ကိုကြတော့ဘယ်လိုခေါ်လဲကျုံလို့ခေါ်တယ်ကျုံလက်ပတ်နိုင်နဲ့မတူတော့လက်ပတ်နိုင်ဆိုလို့ရှိရင်စောက်ပြူးလို့ခေါ်တာပြီးလို့ရှိရင်နယံတွေကိုဘယ်လိုခေါ်လဲနယံတွေအခုဒီလိုနယံတွေပေါ့နော်ဒါတွေဆိုလို့ရှိရင်ဘယ်လိုခေါ်လဲဆိုကဲအဲ့လိုခေါ်နော်ပြီးလို့ရှိရင်ခြေတုပ်ဖုံကိုကြတော့တေကျင်းလို့ခေါ်နော်ဒါကကြတော့အခန်းထဲမှာရှိတတ်တဲ့ပစ္စည်းလေးတွေရဲ့မီနင်းအခေါ်အဝေါ်လေးတွေကိုကျွန်တော်ပြောပြပဲဖြစ်တယ်နော်ရွေးပေါ့နော်မရှင်းတာတခုရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ကိုပြန်ပြီးတော့မေးလို့ရပါတယ်ပေါ့နော် comment မှာရေးချပေးလို့ရတယ်ပြီးလို့ရှိရင်အသေးစိတ်သိချင်တာရှိလို့ရှိရင်လည်းကျွန်တော်ရှိမှသင်တန်းတက်လို့ရတယ်ပေါ့နော်အင်တာဗျူးလေးတွေရောပေါ့နော်အကုန်လုံးတီးတန့်အောင်ကျွန်တော်သင်ပေးပါတယ်ဗီဒီယိုကိုလည်းအဆုံးထိကြည့်ပေးရတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်